ရှင်းတင်နေမှာတော့ခက်ခဲရပါတော့စပင်နဲ့တက်လုံးနဲ့ဆမ်မကူတိုင်းဝင်တွေကိုတစ်သက်တည်းဆက်ပြသွားမှာပါဒီတော့ဆက်လိုက်ရအောင်ဟိုဒီခရမ်းရအောင်လောက်ထားတာဖြစ်တဲ့ကြောင့်မို့မန်နူကိုပေါ့ဆုံးလိုက်ပါမယ်ပြီးရင်တော့6 speed တက်ဝင်ပြီးတော့ close color မှာကြိုက်တဲ့အရာပြောင်းရပါတယ်ငါတော့ခရမ်းရအောင်လေးပြောင်းဖို့နော်ခရမ်းရအောင်ပို့ပြီးလေဟိုဒီအပြားလေးပြောင်းဖို့နော်အပြားလေးကပို့ပြီးလောက်ရလွယ်ပါတယ်ငါနဲ့တဲ့နောက်ကတာနာဝုန်းနဲ့ပြင်ပြီးတော့တမနာနော်ပြီးတော့ရကောင်ပွားဟောင်းပွားကိုပါမယ်ပြီးတော့အကောင်ပတ်ကိုပတ်ချာ edit တက်ဝင်လိုက်ပါမယ်ပြီးရင် have display ဆိုတာလေးကိုနှိပ်လိုက်နော်ဒီလိုလေးဖြစ်သွားပါပြီအဲ့ဒီကားလို့ဆိုလို့ရှိရင်တော့ high ဆိုတာလေးနှိပ်လိုက်ဒီနားမှာတားလေးပေါ်လာပါတယ်အဲ့ဒါတော့လွယ်အောင်လုပ်ထားတာကပြီးရင် point ကြောင်းလိုက်ပါမယ်ခဲကိုလက်တဲပြီးတော့ထုတ်လိုက်ပါမယ်မြင်ကြထုတ်လိုက်ပါမယ်နီးနာအင်္ဂလိပ်ကိုပေးထားရမှာပါပြီးရင် comment လေးကိုလက်တွဲလိုက်ပါပြီးလို့ရှိရင်ခဲပြန်ပြန်ပါမယ်ကောင်လေးကနေပြီးတော့သူ့ကိုလက်နဲ့လွတ်ပေးလိုက်ပါနော်ပြီးတော့ comment လေးကိုစကားတော့ပြောပါမယ်ပြီးရင်တော့အင်ကြီးလေးပေးပါမယ်သူ့ကိုကမှာဒါလဲပြရမှာမနော်my chance will one ဆိုတာကိုနှိပ်လိုက်ပါ chance will one ဆိုတာကိုနှိပ်လိုက်ပါလို့ရှိရင်တော့ဒီမှာ post တယ်ဝင်ပြီးတော့မှာဘာလို့ရှာပါမယ်ဒီဟာလေးပေါ့နော်ဒီဟာလေးဒီ ota ဆိုတာလေးကိုနှိပ်ပါမယ်ရှင်အဲ့ဒီ ota ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးလို့ရှိရင်တော့close chain close area ဆိုတာလေးကိုနှိပ်လိုက်ပါမယ်ပြီးရင်အဲ့ဒါပြီးတော့အဲ့ဟိုတော့ပြန်မလို့သေးဘူး menu ထဲဝင်မယ် chart edit item edit ဆိုတာလေးကိုဝင်ပါမယ်ပြီးလို့ရှိရင်တော့ material ဆိုတာကိုနှိပ်ပြီးတော့ normal ကိုပြောင်းလိုက်ပါမယ်အဲ့လိုပြောင်းလိုက်လို့ရှိရင်ဒီကမလေးရစပင်ကပိုင်းအောင်ဖြစ်သွားပါပြီအဲ့လိုပိုင်းအောင်ဖြစ်သွားပြီဆိုလို့ရှိရင်မကနေတော့ reading dress ကိုပြလိုက်ပါမယ်သူ့ကိုချက်ပါမယ်ပြီးရင် blind ရောသူ့တစ်ခါထည့်လိုက်ပါမယ်အဲ့ဒီရရင်ကမလေးကလက်ကားသွားပါမယ်အဲ့လိုကားသွားပြီဆိုရင်သူ့ကိုပြချလိုက်ပါပြီးရင်ဒီမှာကအထည့်သွားပါမယ်ဒီမှာပတ်စံချက်လောက်လာမှာပတ်စံသွားလိုက်ပါမယ်ပြီးရင် close တယ်ဝင်ပြီးတော့ဟဲကိုပြောပါမယ်ဟဲမှာကြိုက်တဲ့စပင်းကိုနှစ်ခါထည့်ရလိုက်ဒီအလေးတစ်ခါခါလေးတစ်ခါထည့်လိုက်ပါမယ်ပြီးလို့ရှိရင်chart 2 more 1ဟောပါမယ်ဟဲကိုတွားပြီးတော့ဒါလေးထည့်လိုက်ပါမယ်ကြိုက်လို့ရှိရင်တော့လုံးဝကိုပုံမှန်တက်စာတော်တော်လေးမိုက်တယ်ပြီးတော့နောက်ထပ်တစ်မျိုးပြောင်းပြမယ်နောက်ထပ်တစ်မျိုးကတော့တစ်ခါပုံလိုက်ပါမယ်ဒါလေးနှိပ်ပြီးတော့ဒီ space ရှိနေအစားလေးနဲ့လည်းကအထင်လေးတော်တော်လေးလာပါတယ်ပြီးတော့အရှောင်းလေးပြောင်းမယ်ပေါ့နော်ချော edit တဲ့ဝင်ပြီးတော့ပြောင်းပါလေဒီမှာ hair color တဲ့ဝင်လာမယ်အမှကြိုက်တဲ့အကြောင်းပြောင်းလို့ရပါတယ်ဒီမှာကတော့အနီလေးကြိုက်တဲ့ဒီအနီလေးစုံလို့ဆိုတော့ဒီအနီလေးရွေးလိုက်ပါတယ် cross color လေးပါအနီလေးထားလိုက်ပါမယ် eye color ကကြတော့ပြောင်းလို့ရပါဘူးဘယ်လိုလဲမသိပါဘူး eye color တော့ပြောင်းလို့ရပါဘူးရှင် height လောက်လိုက်ဒီနောက်မှာပုံနေတော့မှာပြီးတော့နောက်ထပ်တစ်မျိုးပြပါမယ်။အိုးမအောင်ပြတ်သွားတယ်ပေါ့။သူ့ခီပြီးတစ်ဖက်ပတ်ပို့ထားလိုက်ရတာကောင်းပြတ်သွားတယ်။ဖြစ်တယ်ကောင်းပြတ်။ချထားလိုက်ပါမယ်ပြီးသူ့ဒီနားချလို့မကောင်းဘူးရှင်တွေ့ရ။အဲ့ဒီတော့ဒီမှာထားလိုက်ပါတယ်ပေါ့နော်။ပြီးရင်ကျောင်းရဲ့ 1F ကိုသွားပါမယ်။ menu ထဲဝင်ပြီးပြီးရင်ဆရာပဲရှိတယ်နော် let Sky Japan ဆိုတော့ဒီ Japan အချိန်နည်းနည်းကြည့်လိုက်ပါမယ်။နိုင်ဆိုတော့9:40ဆိုဆရာမလာပါတော့မယ်။ဆရာထွက်သွားပါပြီ။ဆရာမလာတာကိုခဏလောက်ဖောင်းလိုက်ပါမယ်။ဒါက point toilet ပါ point toilet ကညစ်ပတ်တဲ့ point toilet ကမလေးက toilet ရှိတယ်။ဆရာမလာတာဆောင်းအောင်မယ်ဆရာမမလာသေးဘူးဆရာမကခုလောလောဆယ်မလာသေးဘူးဆိုတော့ဆရာမရုံကနေပဲကြည့်လိုက်အောင်ဆရာမကရုံကနေမှလည်းမရှိဘူးဆိုတော့လာပြီလားမသိဘူးအိုးလူတွေ
ဒီမှာဆရာမကိုစကားတပြောပါမယ်အချိန်လေးကလေးနည်းနည်းလေးပြောအောင်စကားလေးပြောမယ်ပြောရတာဆရာမကိုစကားပြောမယ်ခေါ်ရမယ်နော်ခေါ်ပြီးတော့သူ့ကိုထားလိုက်ပါမယ်သူ့ကိုအင်္ဂလိပ်လေးပြီးမယ်ပေါ့နော်အင်္ဂလိပ်ကဒီ Charles Well ဆိုတာနေလိုက်ပါHey, wait. လို့ရှိရင်တော့ကျွန်မက reading test ကိုတက်ပါမယ် reading test ကိုတက်ပါ reading test ကိုတက်လိုက်ပါပြီးရင်ဒီကိုချလိုက်ပါမယ်ပြီးရင်ဘိုင်းကနေဒီပြန်ချလိုက်မယ်ကျွန်မ Okay ကျွန်မလည်းကားတက်ပါပြီကြည့်လို့ရှိရင်ခဲကမလေးကိုချီရတာနဲ့ပေါ်လာဆရာမကိုချီရတာနဲ့အထဲထဲဝင်ပါမယ်Chance logo နေလာလို့ဆရာမရှိတော့ပါအဲ့ရလို့ရှိရင်စပင်ကိုပြောင်းခံမလို့ပါ trust ကိုရအောင်လို့မယ်လည်းပါဆရာမပြပါပါပြီအဲ့ကြလို့ရှိရင်school ကအဖုသွားလို့ရပါပြီအဖုတော့ပြီးတော့စာသားတင်ပါမယ်စာသားတင်လို့ရပါပြီရှင်အလုံးမဲ့ဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲစပင်းနှစ်ထပ်လုံမီလေးလိုက်ပြပြပြီးသွားပြီဆရာမလုံမီလေးနဲ့ပြပြပြီးသွားပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲရှင်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ် channel လေးကိုကြိုက်တက်တယ်ဆိုရင် like လေးလည်းပို့ဖို့လည်းမပေးပါနဲ့နော်အားလုံးပဲbye bye